ကဲနောက်တဲ့ brand new ထဲမှာ silver color crazy သမားတွေပေါ့နော်နောက်တဲ့ silver color လေးတစ်ခုပြပေးမယ်ဒါကတော့လူတိုင်းကြိုက်တဲ့ Dell brand ခေါ်မှာပေါ့နော်ဒါကတော့လူတိုင်းကတော့ Dell brand ဆိုရင်ဒါယုံကြည်မှုရှိပြီးသားမြန်မာနိုင်ငံမှာပေါ့နော်လူကြိုက်လည်းများပြီးသားဈေးတန်းကလည်းအမြင့်ပေါ့ဟုတ်ပြီနော်ဒီကောင်လေးကတော့ official brand Dell official brand 1 year ပါဝင်မယ်ပေါ့နော်Dell authorized service center တွေမှာကိုကမြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဒီနိုင်ငံသားမှာပဲဖြစ်ဖြစ်ဆိုရင် Dell authorized service center တွေအကုန်လုံးမှာပြကလို့ရမယ်ပေါ့နော်ဒီကောင်လေးကဒီကောင်လေးကတော့ Inspiron 15330ပေါ့နော်ဒီကတော့ i5 30 generation RAM ကတော့ကျွန်တော်တို့က8GB SSD 512သူဒီ Dell Inspiron လေးကတော့3 side narrow bezel ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘေးပေါင်ကတော့ပါလေးနဲ့ narrow bezel ဖြစ်မယ်ပြီးတော့သူကဒီ HD webcam ရမယ်ပေါ့နော် HD webcam ရမယ် HDMI ပါမယ် 15.6 ဖြစ်မယ်Dell official brand ပါဝင်မယ်ပေါ့နော်ဒီမှာဆိုလဲတစ်ချက်လေးဒီဇိုင်းလေးကြည့်လိုက်သူကတော့ Dell လေးတွေကဒီတောက်လေးတွေပေါ့နော်သူက180ချိုးလို့မရဘူး180ချိုးရင်ကျိုးသွားဟုတ်နော်သူကတော့ဗာလဲဆိုအမြောက်ဒီဇိုင်းလေးပေါ့နော်ကျွန်တော်ဒီလိုမျိုးထောင်ထားလိုက်ရင်အောက်ကလေဝင်လေးထွက်ကောင်းတဲ့ဒီဇိုင်းမျိုးလေးပေါ့နော်ဒါပေမဲ့ဒီသူကအရင်တော့ချိုးလို့မရဘူးပေါ်ရီကလည်း HDMI တော့ဘာလို့ပါပါတယ်တိုက်စီတွေပါတယ်လဲဆိုတော့မစိုးပါဘူးပေါ့နော်အဒီကတော့သူ့ရဲ့ shape color ရဲ့ကျွန်တော်တို့ဒီ design လေးရဲ့ကလှတယ်ပေါ့နော်ဒဲက design ကတော့ဒီတိုင်းပဲပေါ့ဟုတ်ပြီနော်ဒီကတော့တိတ်မပြောင်းလဲဟုတ်ပြီနော် hardware component တွေကောင်းတယ်ဒီ PCIe 4 တွေသုံးထားတာတွေ RAM တွေ SSD တွေသူသုံးထားတဲ့ hardware component တွေကတော့ကောင်းတဲ့အတွက် day တွေကတော့နာမည်ကြီးတာပေါ့နော်ဒီကောင်လေးကတော့ i5 ကိုမှကျွန်တော်တို့က30 generation ဆိုတဲ့အတွက်ဟို30 generation မြန်မာနိုင်ငံမှာတော့ Ultra တွေကတော့ဝင်လဲပေါ့တိတ်တော့အများကြီးမဝင်ပေါ့နော်30 generation ကလောလောဆယ် brand new ထဲမှာ hot ဖြစ်နေတဲ့ generation ဆိုတဲ့အတွက်သုံးပြောတယ်ပေါ့နော်ဒီ12 generation နဲ့ဆိုင်အများကြီး speed တွေပိုကောင်းသွားမယ်RAM ထောက်ပံ့မှုတွေပိုကောင်းသွားမယ်အဆုံးပဲပေါ့နော်အဲ့တော့ဒီ Dell လေးကတော့ကျွန်တော်တို့က30ဝန်းကျင်မှာရှိမယ်โอเคနော်အဲ့တော့ကိုကနေမှနိုင်ငံခြားသွားဖို့လည်း season တွေရှိတယ်နိုင်ငံခြားမှာလည်းကြောင်းတက်တာပဲဖြစ်ပေါ့နော်ဒီမှာလည်းသုံးသွားခြင်းနဲ့subject ကိစ္စလည်းခေါင်းနဲ့တွေ့ဖို့စရာမလိုဘူးကြိုက်တဲ့ center Dell authorized center တွေမှာပြခြင်းနဲ့ဆိုရင်တော့ဒီကောင်းလေးကိုရွေးချယ်ဖို့အတွက်ကျွန်တော်ညွှန်ဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်